Say, yan chani la. Nagdari dali le. Oh, se mu ko. Tami se mu ko. Say, say mu down ne bien to ka le say. ကောင်းတာပေါ့။ဘာမလို့လို့လဲ။ မရှိဘူး say mu မရှိဘူး ဟာ ဟုတ်တယ်လေသမီးကိုထင်မောခေါ်တာ တင်းပေါ်ဘာလို့မလဲအဲ့ကောင် ကိုချင်းမစစ်တာတင်မောပြောနေ တိတယ်မင်းမပြောနိုင်ငါတိတယ်အဲ့ကောင်ဒေါက်တာပေါတူလေရှေ့တက်ကဒီကောင်ဒေါက်တာပေါတူနာမည်ရတာဒီကောင်ကုသရကောင်တွေအကုန်လုံးပေါတူနဲ့မြင်မြုပ်ပြရတာကြီးပဲပြီးတော့ငါသမီးနဲ့ကြိုက်နေတာဟင်နေနဲ့ကြိုက်လို့ငါခေါ်တာအိမ်ခေါ်တာအဲ့ကောင်မကြိုက်ဘူးလူနာကိုစေးလုံးတစ်ခုပဲပေးတာဘာလို့တော့တစ်ခုပဲပေးတယ်နေမကောင်းလဲပါမင်းတို့ဝင်းချုပ်လဲပါမင်းတို့အိမ်သားတက်လဲပါမင်းတို့ဤတယ်ပါလဲပါမင်းတို့ဒီကောင်မဖြစ်ဘူး ဟိုလေးဆရာကြီးဟိုဘာမီတုံလေးတိုက်လိုက်ရင်ဆရာကြီးအခုအိပ်ပြောသွားရင်ဆရာကြီးယောဂသက်တာသွားတာပေါ့အဲ့ဒါဟိုဆရာကြီးလေးသာထိုင်တာရှိအောင်ကွာနောက်ဆရာပြောဟိုဆရာကြီးမကျင်တဲ့ရင်လေဟိုဆဲမှုပြန်လာဆရာကြီးထက်ကူလိုက်ပေါ့နော်ဆရာကြီးနော်ဆရာကြီး လာတော့လေးလာချင်းလူကြီးကြည့်စမ်းပါဝါရော ကြည့်မယ်ခဏလေး ချိန်ထုံးလာနော် အချုပ်ပါမှာအားကြီးပါအဲ့ဒါပဲဒေါက်တာပေါတူဆိုတာအဲ့ဒါပဲငါပြပြတော့ချုပ်ရမယ်တဲ့ဘယ်အောင်သွားချုပ်မှာလဲဖေကိုချုပ်မှာလားပါဇက်ကိုချုပ်မှာလားမဟုတ်တာတော့တို့လည်းမတို့လည်းမသိ ပြပြတင်နေ မင်းဘာလို့ရှောက်တော့နေလို့ငါကြားတက်နေတာဘယ်အောင်ချုပ်ရမှာလဲ အဲ့ဒါကိုပြောတာမဟုတ်ဘူးဒီကိုလာခြင်းစောတဲ့ငါအင်းရှိမှချော်လဲတာဒူးပြေသွားလို့၃ချက်လောက်ချောက်အောင်မယ်လို့ပြောတာ ဩမင်းသူ့မျက်နှာဆက်ထားကွာဒီမှာဆရာကြီးကငါကြားတက်နေတာမင်းအဲ့ငါဖျားဆေးပြပါ မပူနဲ့မပူနဲ့ ဒီမှာဖြစ်တာ ဟုတ်တယ်ဒီသမီးကစိတ်ပူနေဆိုလို့မပူနဲ့ငါပြားလောက်တော့စေးတိုးစရာမလိုဘူးတောက်စေးနဲ့ပြောက်တယ်ရှေ့ထဲကနေရလာလားနန်းနွေးစေးနော်အိန္ဒိယမဟာရာဂျာတောက်နေကြတရုတ်ပြည်ကထုတ်တာနေဆက်ကနေရတာကယူရီးယားနေဆက်က ဆုံးနေရပဲ ဟိုကဒါလေးနဲ့အဲ့မှာရေရောစရာမလိုဘူးရောမောချလိုက် လို့ပါဆရာကြီးလေတော့ကြောက်ပြီးတော့လေဆရာကြီး တောက်တူးပါ မယုံဘူး ယုံပါကျွန်တော်လောက်ချလာယုံပါလေကျွန်တော်တို့ တောက်ချလိုက် ဒီကောင်မယုံဘူး မယုံ မယုံဘူးတောက်ချလိုက်တာပါတောက်တူးပါ ဆိုင်တာဟဲ့ဒါဩဆရာကြီးခါရင်နဲ့နွေးမသွားလား အဲ့ဒါဟုတ်တယ်ရွေးသွားရမလားပြဟာဟဲ့ဟာမာပြီ ပြောတယ် ဘောင်းမလား ဘာမှမဆေးမလားမို့ဆေးရမှန်တယ်ဆေးကိုလှုပ်ပြီးတော့မှတက်ရမှာ အခုမင်းတိုက်ပြီမလားဆရာကြီးဆေးရင်နဲ့ရောက်သွားပြီလား ဒီနားမှာရောက်နေ ရင်နဲ့ရောက်သွားဟေးမလို့ရဘူးဘာလို့ဘာလို့အဲ့ဆရာတို့တရားတို့မလေးဗျာချွေးတော်ထွက်လာပါချွေးတော်ထွက်ရပါပြီကွာပြောတော့ချွေးတော်ထွက်လာ အဲ့ဒါပဲ ရောက်တော့မသိ ဟဲ့ဆက်ကြပါ ဆရာကြီးကျွန်တော်မပြောဘူးလားကျွန်တော်တကယ်ကြီးစစ်တပ်သားလေးထင်ပါလားအင်မတန်စည်ရင်သဘောလေးကောင်းလဲဆေးလေးစွမ်းနေတော့ဆရာကြီးကလေဘာမှလည်းမသိဘူးဆရာကြီးပြင်းထဲမှာသမီးလေးတယောက်ပဲရှိတာအာဟုအားထားဆိုလို့ယောက်ျားလေးတယောက်လူသေးတယ်သမက်လေးပါလေးပြပြပေါ့နော် ဟုတ်လေဆရာကြီးငါဖျားခဏခဏတက်တယ်မလားငါဖျားတယ်ကိုကလေးမလေးနဲ့တိတ်ရွယ်ချင်းနေမကောင်းလေဒီလိုစစ်တက်သားရှိတော့ငါဖျားတက်တာနဲ့ဆရာကြီးတက်တဲ့အချိန်ဒီကောင်စစ်တက်ပြောက်ဆရာကြီးတက်တဲ့အချိန်ပြောက် ချက်ချင်းလည်းနေပြောက် ဆရာကြီးငါဖျားနောက်ဘယ်တော့ ယောက်ျားလေးနေဖို့ရှိတာပေါ့ ဆရာကြီးကစဉ်းစားသိနေနော် သမီးဒီတူတကယ်ကြိုက် အင်း မင်းပြောရမဟုတ်သူ့မင်းနေ ဟုတ်ပြီအင်းလို့ပြေးလိုက်လို့ တကယ်ကြိုက် ဟုတ်ကဲ့ပြီ တူလိုက်တာဘာတူမေတော့လည်းငါအရန်ကြိုက်တာစစ်ဝစုံနဲ့နှစ်ဖူးနဲ့တိတ်လိုက်တာပဲငါ ဒီနှစ်ခုနဲ့စိတ်ဝင်ဆုံးနဲ့တိုက်မလားလို့ ပြီးတော့ကွာသဘောတူတယ်ကွာ ဟာတော့ဟဲ့ဘောတူတယ်ဘောတူ ခဏလေးမင်းကလည်းပြောလဲပြောစီတာပဲငါစီစဉ်တစ်ခုလုပ်ခဲ့နော်ဆရာကြီးကစိတ်မပြောင်းစစ်စပ်ပေါ်လေးအမြန်လုံးလိုက် အေးဟုတ် ဟဲ့စစ်စပ်ကအမြန်လုံးလိုက် စိတ်ကောင်းဝင်စိတ်ကောင်းဝင်နေလို့ ဆရာကြီးစစ်ကနောက်တစ်မျိုးပြောင်းသွားရင်မင်းနော်ဟဲ့ အဲ့ဒါတော့ဟုတ်တယ်လောလောဆယ်ဒီဟိုငါသူ့မိသားစုပြားမှမရှိဘူး ဟော ပြားမှမရှိဘူး ရေးကြည့်တာစစ်စပ်ပေါ်ဖြစ်မြောက်ဖို့ရေးကြည့် အဲ့ဒါဟုတ်တယ် နော်အဲ့ဒီပတ်စံကိစ္စမင်းမဟုတ်ဘူးလေပေးလားမင်းလည်းအစီအစဉ်မပြောင်းဘူး ကျေးဇူး ဆရာကြီးစိတ်မပြောင်းဘူး ကျေးဇူးမမေ့ပါဘူး
အဲ့ဒါကိုရင်လို့ခေါ်လဲ ဆရာကြီးလည်းမတက်နိုင်တော့ဆရာကြီးလည်းမတက်နိုင်တော့ ထင်မောကဒီတက်မိမရမှာမဟုတ်လေငါတို့လုပ်ပြီးမှရတာ ဒီတက်ဒီကောင်ဆုံးပြီဟမ်ဘာပြောရမလဲမပစ္စည်းတော့ဝယ်ထားလိုက်နော် မင်းပြောလိုက်တိုင်းငါသွားဝင်လိုက် အေးမင်းဟုတ်ဘူးလေမဟုတ်ဘူးပတ်စံတပြားဘလောက်ရှိလဲပြောမင်းဘလောက်ရှိလဲအေးငါသိတယ်မင်းကအကျွေးဘယ်လဲပြည့်နေကောင်နော်ငါပတ်စံ9000စိုက်ထားလိုက်မယ်နော်ငါမှဒါ9000ငါလည်းကုန်ပြီ 9000ဆိုတော့ 9000လောက်ပါလေဒီကောင်ကျန်တော့မှငါပြန်တော့မှာနော်မင်းငါမှတရားမှတ်နော်အပြောသေးသုံးပြီအုံးသည်နော်တပြေပန်းအမွှေးတိုင်းဖျောင်းတိုင်းနော်အဲ့ဝဲမင်းကော်ဖီမစ်ဘာလို့လဲခေါ်လာဟုတ် ဘယ်လိုဝဲတွက်မို့လား ငါလူကြီး5 6ယောက်ငါခေါ်ထားလိုက်မယ်ငါတရေးဖို့ရှိငါပေးထားလိုက်မယ်မင်းကအရင်ရောက်မင်းပြဖြောထားလိမ့်နော် ဆရာကြီးစီပြီးတော့ဘာလို့တေချာရှော့ အကုန်မင်းအရင်အေးပါကွာ တရေးဖို့ရှိပေးလိုက်မယ် ငါဘူးပါရ ဖေဖေစရာ ဘလို့ခေါ်လဲမင်းကဘလို့ခေါ်လဲ ဖေဖေစရာလို့ခေါ်ပြီ ဟဲ့ကောင်ဆရာပြည့်ဆရာခေါ်ပါဘာအဖေကပါလာ ဟုတ်တယ်ဆရာဆိုတာယာကျူးရခေါ်တာဟိုဖေဖေလေးဆိုတာနောက်ဆိုမျိုးတော် တာ တော့ တော်မခေါ်ကွာအခုမခေါ်နဲ့ငါနားရှက်တယ် ဟုတ်ကဲ့ဟုတ်ဒီလိုဒီမှာခုနကလေသားတိုက်ထားတဲ့ဆေးရလေဟုတ်ပါဘူးကျွန်တော်တိုက်ထားတဲ့ဆေးရလေဟိုအေးအေးလိုက်နိုးလာလို့ရှိရင်လမ်းသွားလိမ့်မယ်အေးလိုက်ချွေးသူချွေးပေါက်ပြန်အေးလိုက် ဟုတ်လားတမီး အေးလိုက်ဟုတ်တယ်အေးလိုက်ဟောကောင်းမှုချိုးရင်ကောင်းမှုချိုးရင် ချွေးထွက် ချွေးတော့ချွေးတော့ချွေးစီလေးပါလိမ့်ပြန်တော့ကောင်းမှုချိုးရင်လိုက်ဟုတ်ပြီအရင်နိုးနိုင်ကောင်းသွားလိမ့်မယ် ဟဲ့မင်းကပါလားဘာလို့လဲ ဟုတ်ဒူးနာလို့ ဒူးနာလား ဒူးနာလို့ ဒူးနာငိမ့်ထိုင်နေပါလားဘာလို့မြောက်လို့စော့နေ မဟုတ်ဘူးဒူးနာထားကြည့်တာကောင်းမလားလို့ဒူးမဟုတ်ဖေဆရာဟိုဆရာတုံးလုံးနဲ့နေ မလဲဘူး လက်နေ မလဲတော့မင်းကမယုံဘူးမလဲတော့ တရင်တော့ပြန်ကောင်းပါလိမ့်မယ် ရတယ်မကောင်းလည်းနေပါစေ တ တော့ ရင်တော့ပြန်ကောင်းပါလိမ့်မယ် ဟဲ့တော့မင်းတို့တရေးလို့ခေါ်တာငါဦးချင်းရှယ်ထွက်အမြင်လား ဟာရှင်းနေတော့မယ်အေးအေးပါလာပါပြီဘယ်လဲ ရှင်းရရေးကြီးခေါ်တော့ကွာငါသွားလိုက်ကိုမင်းကြည့်စင်နေတာလေနော် အေးဟင်ရှိတယ် အဲ့ကလာဆရာကြီးကပြည့်စုံနေတော့ရဒီတော့ဟိုဘယ်သွားလဲ ပြန်လာမှာပါ ဟာရေးတော့ဟုတ်လေပြန်လာမဆိုတော့ဘယ်သွားလဲ ရှိတယ်သွားလာလေ ရှိတယ်တော့ဘယ်ရှိတယ်ဟုတ်လေသူစိတ်တယ်ပေါ့လေငါပတ်စံနဲ့စိုက်ပြီးတော့ဓာတ်ရီဝယ်တာလေသူရှိတဲ့တော့ငါပတ်စံနဲ့ဆုံးမှာပေါ့အဲ့ဆိုမင်းစိုက်မင်းငါစိုက် ငါကျွေးနေဝိုင်းနေငါဘယ်လိုဆက်မလဲ မရောက်ကွာမင်းတော့ဝယ်ရရ ဟုတ်လေငါဘယ်လိုဆက်မလဲကွာ ဆရာကြီးဟိုစစ်သက်မဲ့ကောင်လေးရှင်တန်းတော့သွားလို့တဲ့ဆရာကြီးကတော့နော်ဆရာကြီးကတော့ဟိုသူပြန်လာ ဘာမှမသိကွာရိုးရိုးနဲ့ငါလက်ဖက်ကောင်မြတော့မှလိုက်လာဘာမှရှုပ်ရှုပ် ဟုတ်ကဲ့ဆရာကြီးဟိုပြန်လာမှအဝါတိုက်မယ်နော်ဆရာကြီးနော်ကတော့တော့ငါပတ်စံနေမစိုက်လို့မင်းကတွေ့မယ်ပတ်စံကတော့ဆုံး နားစရာလေ